Retsu Kayo ဟာမြာမိုတိုမူဆာရှိရဲ့ဓာတ်ချက်ကဒီလောက်အထိကြောက်စရာကောင်းလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့မိပါဘူးသူဟာအာအင်ဒီကိုလွဲပြောင်းဖယ်ရှားပေးတဲ့သူ့ရဲ့အစွမ်းထက်ရှော်ရီနီးစနစ်ကိုသုံးခဲ့ပေမဲ့လည်းအသုံးမဝင်ခဲ့ပါဘူးနောက်ဆုံးမှာတော့မူဆာရှိရဲ့ဓာတ်သွားကသူ့ကိုနှစ်ပိုင်းပြက်အောင်ပိုင်းပစ်တော့မယ်အလားသူစောင့်ကြည့်နေခဲ့ရုံပဲရှိပါတယ်အခုတော့မူဆာရှိကသူ့စီကိုတလန့်ချင်းဖြည်းဖြည်းချင်းရှောက်လာတဲ့အခါမှာတော့ Retsu Kayo ရဲ့စိတ်ထက်ကအနှဲငယ်မြောက်တောင်တုံလုချင်းမရှိခဲ့ပါဘူးနောက်တစ်စက္ကန့်မှာတော့မူဆာရှိကပြင်းထန်တဲ့အော်ဟစ်တန်နဲ့အတူသူ့ရဲ့ဓာတ်ကိုကိုင်းပြီးရှေ့ကိုပြေးထွက်လာပါတယ် Retsu ကိုတစ်ချစ်တဲ့နဲ့နှစ်ပိုင်းပိုင်းပစ်တော့မယ်အလားသူ့စီကနေပြင်းထန်တဲ့လူတက်ငွေတွေထွက်ပေါ်နေပါတယ်အရှင်ကအယမ်းမြတ်လွန်းတာကြောင့် Retsu မှာရှောင်သိမ်းဖို့အခွင့်အရေးမရှိတော့ပါဘူးသူဟာအန်ကြည့်ပြီးတိုက်ရိုက်ရင်ဆိုင်ဖို့ပဲပြင်ဆင်နိုင်ခဲ့ပါတယ်ကြည့်နေတဲ့လူတိုင်းက Retsu အတွက်စိုးရိမ်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့ကြောက်နေတဲ့ကြောက်စရာကောင်းတဲ့မြင်ကွင်းကဖြစ်မလာခဲ့ပါဘူးနောက်ဆုံးအချိန်မှာမူဆာရှိကဓာတ်ချက်ကိုထိန်းလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလောက်ရက်က Retsu Kayo ကိုပိုပြီးဒေါသထွက်စေခဲ့ပါတယ်မူဆာရှိကဘာကြောင့်ဓာတ်ချက်ကိုအဆုံးမတတ်တာလဲဆိုတာကိုသူဒေါသတကြီးမေးမြန်းခဲ့ပါတယ်သူ့ကိုအထင်သေးနေတာလား Retsu ဘာကိုဆိုလိုတာလဲဆိုတာကိုမူဆာရှိသဘောပေါက်သွားပါတယ်ဘာမှတိုးဆုံမနေပဲသူဟာဓာတ်ကိုအရှိန်အကုန်ထုံးပြီးခုတ်ချလိုက်ပါတယ်ဒါပေမဲ့နောက်တစ်ခဏမှာတော့ Retsu ရဲ့ခန္ဓာကိုယ်ဟာလေထဲမှာရုတ်တရက်အရှိန်အဟုန်နဲ့လဲပတ်သွားပါတယ်အဲ့ဒီအရှိန်ကိုအသုံးချပြီးသူဟာမူဆာရှိရဲ့မျက်နှာတဲ့တဲ့ကိုအစွမ်းထက်တဲ့ကန်ချက်တစ်ချက်ကျွေးလိုက်ပါတော့တယ်